မိထဲရဲ့ package app ဆိုတဲ့ IT ကို reaction လုပ်တော့မှာဖြစ်ပါတယ်။ reading နဲ့ duster ဆိုတော့ကျန်းရုံမျိုးလေးပါလား ချစ်ချလေးမျိုးလေးထားအကြလေးတော့မပါဘူးပဲ တော်တော်လေးအောင်မိုက်ပါတယ်မိုက်တော့မိုက် so ဒါပေမဲ့နည်းနည်းလေးအလဲမှာနည်းနည်းရှုပ်နေတယ်လို့ခံစားရှုပ်တယ်ဆိုတော့နည်းနည်းဟိုဖြစ်လာရင်တော့ဟိုကောင်းတယ် high လေး ဟုတ်တယ် crash တော့ ပဲ များနေတယ် crash ဖြစ်တယ်လို့ခံစားရတယ်ဘယ်လိုလဲတတိချာချာမှခံစားရမယ်နည်းရှုပ်သွားတယ် Airway လေးတော့ကြိုက်တယ် Airway ရောကျစင်ပြီးလို့ရှိရင်အဲ sustain လေးတွေတော့ကြိုက်တယ် sustain တွေတော့ကြိုက်တယ် Airway ကြိုက်တယ်ဟုတ်တယ်မ ဆိုရင်ဆိုကောင်းကောင်း ဒီတော်မိုက်တယ်တော်မိုက်တယ် မိုက် ကို